ပြန်နေခံတော်ဟန်တွေနဲ့တူသူနဲ့တွေ့ရမည်တက္ကသိုလ်တို့မဟုတ်မြတ်ကျုံတိုင်းရကန်ပြီကြောင်းဖွင့်ခြင်းစိတ်မနေလေမိမကျဲပြန်နေခံတော်ဟန်တွေနဲ့တူသူနဲ့တွေ့ရမည်တက္ကသိုလ်တို့မဟုတ်မြတ်ကျုံတိုင်းရကန်ပြီချိန်ညနေချမ်းနေကြီးဆိုင်ရလေမြေနီလန်းကလေးမှာပန်းပြေပန်းပြေချစ်စရာလက်ပါစကားများပြောကြတာတွေချစ်တော်မိမိနေအင်းယာကံကကိုရမြတ်တာမြေကိုသိဘဝထားတဲ့မြတ်တာတရားတွေဒီထဲမှာကိုငတ်နေချစ်စရာနှုတ်ခမ်းများမှစကားများလည်းမပွင့်လင်းကြလို့တစ်စနေဖူပါတဲ့စောင်းကိုလည်းကြော်ခဲ့ပြီရာဒီတို့ပြောင်းပေးမဲ့ကိုရလူမထူးတဲ့ချင်းအချစ်စိတ်တွေရမအစင်သာသိမ့်ငတ်ထားခဲ့ပြီလေယူတွေလည်းညူနေကံကောင်းလေဘူးလို့နေတည့်ရကြီးမြေမာတို့ကအော်ငက်တူတွေ့တော့ချစ်ရတူရှိချာဒီသမျှမခွဲကြရမဲ့ချင်းအချိန်တိုင်းအိမ်ပြန်ရပြီမဲ့အကိုလိပ်ရာကငင်းချမ်းပါနေအင်းရကိုလည်းမမေ့နိုင်ပေ